အနေဗီဒီယိုလေးလုပ်ပြပါတောင်းဆိုတော့အနေဗီဒီယိုလုပ်ပြမှာဖြစ်ပါတယ်ရှင်။မဟုတ်ဆိုကိုလုံးမဲ့ဗီဒီယိုတစ်ပုဒ်ကိုလေးလိုက်ပေါ့နော်။ UV ဆိုတာနဲ့အပေါ်ကဒီ4000ကွက်ပုံစံလေးတွေဝင်လိုက်ပါမယ်။ဝင်ပြီးဆိုတာနဲ့ကိုကedit ထဲကိုဝင်လိုက်ပါမယ် edit ထဲကနေပြီးတော့မှာပေါ့နော် split ရှိတယ်အဲ့ဒီထဲမှာcrop ကိုရဲ့ပုံစံအနေထားတွေကြိုက်တဲ့အောင်เนาะတိုးတဲ့ဟာတွေအဲ့လိုမျိုးမလာတဲ့ဟာတွေဖြတ်ဖို့crop လည်းပါတယ်အစုံပါတယ်ပေါ့နော်အဲ့ဒီမှာ speed မြန်တဲ့အားနေတဲ့အားအကုန်လုံးလို့ရပါတယ်ပြီးတော့ကျမတို့ကဗီဒီယိုပုံအနည်းလုံးမှာဆိုတော့ဘယ်နာကိုလိုချင်တဲ့အပိုင်းကနေဖြတ်ပြီးလုပ်လို့ရပါတယ်အဲ့လိုကျမတို့ edit ထဲဝင်လိုက်ပါမယ်ရှင်အဲ့ဒီထဲကိုဝင်ပြီးဆိုတာနဲ့split ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒီအားလေးတွေကိုဖြတ်စင်တဲ့အပိုင်းလေးတွေကိုနှိပ်လိုက်လို့ရှိရင်အပိုင်းပိုင်းလေးတွေပြတ်သွားတယ်ပေါ့နော်ဗီဒီယိုကအဲ့ဒါကိုမှကိုလုံးမဲ့ဗီဒီယိုလေးနေရာကိုပထမဆုံးနှိပ်လိုက်မယ်ကိုပြင်ချင်တဲ့အပိုင်းလေးကိုပေါ့နော်အနေလှုပ်ရှင်တဲ့အပိုင်းလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်အောက်မှာပေါ်လာတဲ့ထဲကမကြစ်ပေါ့နော်ကျမမှားနေမိอ่ะအဲဒီ effect ထဲကိုမနေပဲမကြစ်ထဲကိုနှိပ်လိုက်မကြစ်ထဲမှာ video effect ထဲမှာဒီ velocity ပဲနှိပ်လိုက်ဒီ camera zoom နဲ့နှိပ်နေအကုန်လုံးနှိပ်လို့ရတယ်ပေါ့နော်အဲဒီထဲမှာတခုခုနှိပ်ပြီးဆိုတာနဲ့100ပြည့်အောင်စောင့်ရတယ်ပေါ့နော်100ပြည့်ပြီးဆိုတာနဲ့ဒီဘေးမှာရှိတဲ့အမှန်ကြီးလေးကိုနှိပ်လိုက်ရင်ရပါပြီဒါတော့တရားမပြည့်သလိုစောင့်နေရပါတော့တရားပြည့်ပြီဆိုတာနဲ့ဘေးကအမှန်ကြီးလေးကိုနှိပ်လိုက်ရပါပြီရှင်ဒါဆိုရင်ဗီဒီယိုကအနည်းပုံစံလုံးဝပြောင်းသွားပြီပေါ့နော်အဲ့ဒါကိုမှကျမတို့ကအစောတော့ဖြတ်ထားတာ3ပိုင်းထဲမှာတော့ဗီဒီယိုအနည်းလောက်ပြီဆိုလို့ရှိရင်သိရမှာအစအဆုံးပြန်ပြီးတော့ဟိုမှာဖြစ်တယ်ပေါ့နော်အကြောင်းကိုလိုချင်တဲ့အပိုင်းလေးကိုပြန်ပြီးတော့ဖြတ်ရပါတယ်အဲ့ဒီဖြတ်တဲ့ခါမှာလို့ရှင်လေဒီလိုမျိုးအဲ့ဒီမြားလေးကိုဒီဘက်ကိုဆွဲလဲရပါတယ်ဒါမှမဟုတ်လို့ရှိရင်ဒီ split ကနေဖြတ်ပြီးတော့ပဲလုပ်လို့ရပါတယ်ကျမကတော့ဒါလုပ်ပြတာဆိုတော့နော်ဒီ command လေးနဲ့ပဲ split နဲ့ပဲဖြတ်ပြီးတော့မြင်မြန်လေးပြီးသွားအောင်လို့ split နဲ့ဖြတ်ပြီးကိုမလို့ခြင်းတဲ့အပိုင်းလေးကို delete လုပ်လိုက်ပါတယ်ဒါဆိုရင်တော့အားလုံးရသွားပါပြီပေါ့နော်အလုံးရတော့ပါပြီရှင်။ဒါမှခက်တာတော့မခက်ဘူးနော်။တပုတ်ကနေ2ပုံ2ပုတ်ကနေ3ပုံဆိုတော့ချင်းချင်းနဲ့လောက်တက်လာပါလိမ့်မယ်။ဆန်းပြီးတော့လုပ်ကြည့်ပါရှင်။ကျွန်မကတော့TikTok ကနေပဲအနည်းဗီဒီယိုပုံစံနဲ့လုပ်တာပါ။ဒီမှာကျတော့ effect လေးထည့်တယ်၊သရှင်းလေးထည့်တယ်ပေါ့နော်။အဲ့လိုမျိုးလေးပဲလုပ်တာပါရှင်။အားလုံးမလိုက်လို့ကြည့်ဖို့ပြောချင်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်တော့အနည်းပုံစံရောက်သွားပြီပေါ့နော်။လောက်တာလဲဆိုတော့ TikTok ကလည်းလောက်တာပါကက်ကပ်ကလည်းလုပ်ရပါတယ်ကျွန်မကတော့ကက်ကပ်ကိုတိတ်ပြီးတော့မတုံးပြဘူးပေါ့နော်ဒီ TikTok ကနေပြန်ကိုလိုချင်တဲ့ဘိုင်းလေးတွေလိုချင်တဲ့ဘိုင်းလေးတွေကိုဖြတ်ပြီးတော့လုပ်ပါတယ်အဲ့ဒါကပို့ပြီးတော့နည်းနည်းလွယ်ပြရပါတော့ကက်ကပ်မှာကျတော့ကက်ကပ်ဆိုတဲ့စကားလေးပါရဖယ်ရတိုင်းနဲ့နည်းနည်းအလုပ်တော့ချုပ်ပါတယ်ကျွန်မကတော့မတုံးဘူးလို့လားတော့မသိဘူးကက်ကပ်ကိုတိတ်ပြီးမတုံးပြဘူးအဲ့လိုမျိုးလေးနဲ့ပြီးရင်တင်လိုက်ပါပေါ့နော်တင်ပြီးပြီဆိုမှhashtag လေးပါလေးညာလေးခံပြီးတော့မှတင်လိုက်တင်ပြီးပြီဆိုမှရပြီဆိုလို့ရှိရင်ကိုက YouTube မှာပဲတင်ချင်တာပဲဖြစ်ဖြစ်